用尽所心不必人难受。ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်မြတ်၌ယေရှုခရစ်တော်သခင်ကျေးဇူးတော်ဖျားရှင်မေတ္တာတော်နဲ့တန်ရှင်သောဝိညာဉ်တော်ဖျားမေတ္တာရာတော်တို့သည်သင်တို့အားလုံးနဲ့ရှိပါစေ။သုံးကြိမ်မြောက်တာမန်တင်းတွင်ရောက်ရှိလာပါပြီ။ကျွန်တော်တို့ရရှိခဲ့ပြီးသောကျေးဇူးအဖျားများအတွက်ဖျားရှင်ကိုကျေးဇူးတင်ကြစို့။နိစင်ဘဝတတအတွက်လိုအပ်သောကာယဝိညာဉ်ခွာကျေးဇူးအဖျားများလည်းမိစားတောင်းခံတော်သူများရွေးချက်များနဲ့အတူတောင်းလျှောက်ကြစို့ဒီနေ့ကျွန်တော်တို့မိစားတရားတော်များ၌ကလေးသာသနာမှာဖာဒါအန်ဒရူလည်းပူပေါင်းပြီးတော့မှပါဝင်ပူဇော်ပေးပါတယ်ညီကူမောင်နှမအပေါင်းတို့မမြတ်တော်မိစားပူဇော်ခြင်း၌ထိုက်တန်စွာပါဝင်ခြင်းမနိုင်ကြရန်ကျွန်တော်တို့ပြည့်မြောက်ဆွဆွဝန်ခံကြစို့ကျွန်ုပ်သည်စေဟောချင်းတို့ဖိနကောင်ဝတ္တရားပြကွချင်းတို့ဖိနကောင်လွန်စွာပြပြမိကြောင်းကိုနန္ဒကုရောစင်ဖြာခင်နဲ့တင်းကြီးကမွန်တော်မှာပေါင်းတော်ပါကျွန်တော်ခံပါသည်ကျွန်တော်ပြေကြည်လာပါသည်တို့ဖြစ်၍မူမြတ်သောစင်ကြင်ရမာယာတရားယဟန္တာပေါင်းတို့နဲ့တင်းကြီးကမွန်တော်မှာပေါင်းတော်ပါကျွန်တော်ကိုဖျားစင်တန်ဆုတောင်းပေးကြပါမယ်ကြောင်းကျွန်တော်တောင်းပန်ပါသည်နာနာတကူတော်ရှင်ဖျားသခင်လေးကျွန်တော်တို့ကိုတနာတော်မူသဖြင့်ပြည့်မြောက်ခွင့်လွှတ်တော်မူ၍ထာဝရတချမ်းသာတို့ခေါ်ဆောင်တော်မူပါစေဖယာတာကေတနာတော်မူပါဖယာတာကေတနာတော်မူပါခရစ်တုတာကေတနာတော်မူပါခရစ်တု
မိချီပေါ်နိုင်လေစိတ်ကောင်းလုံးကောင်းရှိသူတို့အားငေတက်ချင်းရှိစီတည်းအိုရှိမြတ်စွာဘုရားကောင်းကင်ဘုံပါ၏အာနာဒာရခုရောရှိခမီရောဖယာကုရောကိုချီးမွမ်းကြပါသည်တာဒုကိုကြပါသည်ရှိခိုးကူကွယ်ကြပါသည်ဂုဏ်ပြုကြပါသည်ကုရောဤချီးမြတ်လာစွာသောဘုံတော်ကိုထောက်၍ကုရောကိုချီးစိုးတင်ကြပါသည်အိုယေရှုခရစ်တုတခင်ခမီရောဤတပါတိတော်တာတော်ဖျားလောကအပိကိုချွန်တော်မူပေတော်ဖျားဤသူငယ်တော်တပီတော်တို့ကိုတဏ္ဍာတော်မူပါလောကအပိကိုချွန်တော်မူပေတော်တခေတပီတော်တို့တောင်းရှောင်းရောက်ကိုနာယူတော်မူပါခမီတော်ဤလေရပေမှာစံနီတော်မူတော်တခေတပီတော်တို့ကိုတနာတော်မူပါအကြောင်းမူကားကိုရောတပါတိတာလေတန်ရှင်တော်မူ၏ကိုရောတပါတိတာလေအရှိတခေဖြစ်တော်မူ၏ကိုရောတပါတိတာလေအမြဲမြဲဆုံးဖြစ်တော်မူ၏အိုယေရှုခရစ်တုတခင်ကိုရောတဲ့တန်ရှင်တော်ဝိညာဉ်တော်နဲ့တကွာခမီတော်ဖယားဘုံတော်တော်စံပေတော်မူ၏အာမင်ဆုတောင်းကြစို့အိုဖျားသခင်သူတော်စင်သူတော်မြတ်များဖြစ်နေထိုင်၍အရာခတ်သိမ်းတို့ကိုဖန်ဆင်းတော်မူသောအရှင်နာစေခံသူတို့အတွက်ဂရောဒီအရှင်တည်မြဲသောအချမ်းသာရခြင်းကိုအပြည့်အဝခံစားစေမည်ဖြစ်သောကြောင့်တပည့်တော်တို့ဒီတရားစီရင်ခြင်းဖြင့်ဂရောရဲ့မှုတော်ကိုစင်ထမ်းဆောင်နိုင်ရမှစတော်မူပါမည်အကြောင်းတဆူဒီတော်ဖျားဖြစ်တော်မူလေဂရောနဲ့အတူတန်ရှင်သောဝိညာဉ်တော်နဲ့တပေါင်းတစီဒီကာလဆက်ဆက်သက်ရှင်တော်မူ၍ဆူဆန်တော်မူသောဂရောရဲ့သားတော်တပည့်တော်ရဲ့သခင်ယေရှုခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်
ပထမကျမ်းဖြောင်းမဲ့ချင်းဤနေမင်းသည်တင်တို့အဖို့ပေါ်ထွင်းလိမ့်မည် Prophet Malachiah အနာဂတိကျမ်းအခန်းကြီးလေးအငယ်1မှနဲ့မိဖို့ကဲ့သို့တောက်လောင်သောနေရတို့သည်ရောက်လိမ့်မည်မာနထောင်လွှားသောသူအပေါင်းတို့နှင့်မကောင်းသူစရိုက်ကိုလိုက်ကျင့်သောသူတို့သည်ကောက်ရိုးပြစ်များကဲ့သို့ဖြစ်ကြလိမ့်မည်ထိုနေ့ရက်ရောက်သောအခါသူတို့ကိုအကိုင်းနှင့်အမြစ်ပါမကြမ်းလောင်ကျွမ်းလိမ့်မည်ဟုဘိုးချီတို့၏အရှင်သည်မိန့်တော်မူ၏ငါ၏နာမတော်ကိုကြောက်ရွံ့ရိုသေသောသူတို့အားမူကားဖြောင်းမဲ့ခြင်း၏နေမင်းသည်ပေါ်ထွန်း၍ငြိမ်းချမ်းသာယာခြင်းကိုပေးလိမ့်မည်ဤဒီကဘုရားသခင်နှုတ်ကပတ်တော်ပေသည်ဆာလံအလိုက်သခင်ပြားသည်လူတို့ကိုတရားမျှတစွာစီရင်တော်မူရန်ကြွလာတော်မူ၏အလိုက်ယာနာခင်ဒီရာမေကိုတရားမျှတစွာအုပ်စုရန်ကြွလာတော်မူ၏ပြားသခင်အားစောင်းတီး၍တခြင်းဆိုကြလောစောင်းတီး၍တာယာနာပျော်ပွေသောအတန်နှင့်တီဆိုကြလောဘုရင်မင်းမြတ်ဖြစ်တော်မူသောထာဝရဘုရားရှိတော်၌တဘိုးခရာမှုတ်၍ရှင်လန်းစွာတခြင်းတီဆိုကြလောအလိုက်ဘုရားသခင်သည်ကဘာမေကိုတရားမျှတစွာအုပ်စိုးရန်ကြွလာတော်မူ၏ပင်လယ်နှင့်ပင်လယ်၌ရှိသမျှအရာအလုံးတို့သည်၎င်းလောကနှင့်လောက၌နေထိုင်ကြသောသူအပေါင်းတို့သည်၎င်းကြွေးကြော်ကြပါစေမြစ်တို့သည်လက်ခုပ်တီးကြစေတောင်ရှိသမျှတို့သည်လည်းရှင်လန်းဝမ်းမြောက်ကြပါစေအကြောင်းမူကားသခင်ဘုရားသည်လောကကိုတရားစီရင်တော်မူရန်ကြွလာတော်မူ၏အလိုက်ဘုရားသခင်သည်ကဘာမေကိုတရားမျှတစွာအုပ်စိုးရန်ကြွလာတော်မူ၏ကိုရောသည်ကဘာတဝန်းလုံးကိုဖြောင့်မတ်ခြင်းတရားနှင့်၎င်းလူတို့ကိုတရားမျှတခြင်းနှင့်၎င်းတရားစီရင်တော်မူလိမ့်မည်အလိုက်ဘုရားသခင်သည်ကဘာမေကိုတရားမျှတစွာအုပ်စိုးရန်ကြွလာတော်မူ၏ဒုတိယကျမ်းတစုံတစ်ယောက်သည်အလုတ်မလုပ်လို့လျှင်အစာလဲမစားစေနှင့်မွန်မြတ်သောတပည့်တော်ကြီးတန်ပေါလုတက်ဆလောနီမြို့သားတို့ထံရေးသောစာဒုတိယဆောင်ခန်းကြီး3အငယ်9မှ73တိုင်ညီကိုတို့သင်တို့သည်ကျွန်တော်တို့အဘယ်ကဲ့သို့အတုယူရမည်ဖြစ်ကြောင်းကိုသင်တို့ကိုယ်တိုင်အသိပင်ဖြစ်ကြသည်ကျွန်တော်တို့သည်သင်တို့နှင့်အတူရှိနေကြစဉ်ပြင်းရည်စွာနေခဲ့ကြသည်မဟုတ်ကျွန်တော်တို့သည်မြည်သူတဦးတယောက်ထံမှအစာကိုအခမဲ့မစားခဲ့ကြပေမြည်သူတဦးတယောက်အားမြဒါဝန်မဖြစ်စေရန်နေညမပြတ်ပိန်ပန်းစွာအလုတ်လုတ်ကင်ခဲ့ကြသည်ဤသို့လုတ်ကင်ရခြင်းမှာသင်တို့အားဒါဝန်တင်ပိုင်ခွင့်မရှိသောကြောင့်မဟုတ်သင်တို့အတုယူလိုက်နာစေရန်သင်တို့အားပုံသက်သေပေးခြင်းသာဖြစ်၏အကြောင်းမူကားကျွန်တော်တို့သည်သင်တို့နှင့်အတူရှိခဲ့စဉ်တစုံတစ်ယောက်သည်အလုတ်မလုပ်လို့လျှင်အစာလေးမစားစေနှင့်ဟုဤပညတ်ကိုပေးခဲ့ကြသည်သင်တို့တွင်အချို့တို့သည်မြည်သည့်အလုတ်ကိုများမလုပ်ဘဲကိုနှင့်မဆိုင်ရာကိုသာ
ဝင်ရောက်ဆွတ်ဖက်၍ပြင်းရစ်စွာနေကြောင်းကျွန်ုပ်တို့ကြားသိရသည်ဤကဲ့သို့ကျင်းသောသူတို့သည်ငြိမ်ဝှက်စွာအလုံးလုံးကန်၍စားတောက်ကြစေခြင်းကသခင်ယေရှုသခင်သည်နာမယေရှုခရစ်တော်သခင်နာမတော်၌ပြည့်ညတ်ပေး၍တိုက်တွန်းနှိုးဆော်လိုက်ပါသည်ဤဒီကဖျားသခင်နှုတ်ကပတ်တော်ပေတည်းသင်တို့သည်မျှော်ကြည့်၍သင်တို့ဥခေါင်းကိုကြွားကြလော့အကြောင်းမူကားသင်တို့၏ကယ်တင်ခြင်းသည်နီးပြီဖျားသခင်ရဲ့တင်လုံးနဲ့ရှိပါစေရှင်လုကာရေးတော်ဧဝံဂေလိကျမ်းတည်း ။အော်ဖျားသခင်ကိုရောရှင်အားဘုန်းတော်ရှိပါစေ။ အခန်းကြီး21အငယ်9မှ19တိုင်အချို့သောသူများကဗိမာန်တော်သည်လှပသောကြောက်တုံးများနှင့်၎င်းဖျားသခင်ကိုစက္ကပ်ပူဇော်ထားသည့်လူပွဲပစ္စည်းများနှင့်၎င်းတစားဆင်ထားကြောင်းပြောဆိုကြ၏ကိုရောကယခုတင်တို့မြင်တွေ့ကြရသောအရာအလုံးတို့သည်ကြောက်တုံးတဒုံးအပေါ်တဒုံးတင်၍မကြံရစ်သည့်တိုင်အောင်အားလုံးပြိုပြက်သည့်အနေများရောက်လာလိမ့်မည်ဟုမိန့်တော်မူ၏ထိုအခါသူတို့ကဆရာသခင်အရာများသည်မိသည့်အချိန်ကာလတွင်ဖြစ်ပျက်မည်နှင့်ဤသို့မဖြစ်မီမိသည့်နမိတ်လက္ခဏာများပေါ်ထွန်းမည်နှင့်ဟုမေးလျှောက်ကြလေ၏ကိုရောကလည်းတင်တို့ဒီလှည့်ဖျားခြင်းမခံရစေရန်တတိပြုကြလော့အကြောင်းမူကားများစွာသောလူတို့သည်ငိုင်းနာမ၌လာကြ၍ငါသည်ခရစ်တော်ဖြစ်၏အချိန်ကာလသည်နေလာလေပြီဟုဆိုကြလိမ့်မည်သူတို့ရဲ့နောက်သို့မလိုက်ကြလေနဲ့သင်တို့ဒီစစ်ပွဲများနှင့်ပုံကန်ထကြွခြင်းအကြောင်းများကိုကြားရသောအခါထိတ်လန့်တုန်လှုပ်ခြင်းမရှိကြနဲ့အကြောင်းမူကားဤအမှုအရာများသည်ပထမဦးစွာဖြစ်ပြရမည်သူရရင်နောက်ဆုံးသောကာလသည်ချက်ချင်းရောက်လာလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏ထို့နောက်သူတို့အားမိန့်တော်မူသည်ကလူမျိုးတစ်မျိုးနှင့်တစ်မျိုးနိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်နေရာရရတုံး၌မိငလင်ပြင်းစွာလှုပ်ခြင်းငတ်မွတ်ခေါင်းပါခြင်းနှင့်ကယောဂါများကြာရောက်ခြင်းတို့ဖြစ်ပေါ်လိမ့်မည်ကောင်းကင်၌လည်းကြောင်းမဲ့ဖွယ်ရာနမိတ်လက္ခဏာများနှင့်ကြီးကျယ်သောအမတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်သို့သောဤအချင်းအရာများအလုံးမဖြစ်ပြမီလူတို့ဒီငါးနာမအကြောင်းတင်တို့ကိုဖန်ဆီးငင်းဆဲကြလိမ့်မည်သူတို့ဒီတင်တို့ကိုတရားစရာများနှင့်အကျဉ်းထောင်များတွင်အနံ့ကြ၍တင်တို့ဒီဘုရင်များနှင့်မြို့ဝန်များ၏ရှေ့မှောက်၌ခေါ်ဆောင်ခြင်းခံကြရလိမ့်မည်ဤဒီကတင်တို့တည်ခံရခြင်းအခါကောင်းဖြစ်လိမ့်မည်ထို့ကြောင့်တင်တို့မိကဲ့သို့ဖြေကြားရမည်ကိုစုတင်၍တွေးဆမထားရန်စိတ်ပိုင်းဖြစ်ကြလော့အကြောင်းမူကားတင်တို့ရန်သူများသည်တင်တို့ကိုငင်းခုန်ဆန့်ကျင်ရန်မပြုတ်နိုင်ရန်နို့အစွမ်းနှင့်ဉာဏ်ပညာကိုတင်တို့အားငါပေးမည်တင်တို့ကိုတင်တို့၏မိဘညီအကိုများဆွေမျိုးများမိတ်ဆွေများကပင်အနံ့ကြလိမ့်မည်တင်တို့တွင်အချို့သောသူတို့တတ်ကြလိမ့်အချို့သောသူကိုသူတို့တတ်ကြလိမ့်မည်တင်တို့ဒီငါနာမကြောင့်လူအပေါင်းတို့၏မုန်တိချင်းကိုခံကြရလိမ့်မည်သို့သောတင်တို့၏ဦးကောင်းမှဆန်းချီတပင်မြပျက်စီးဆုံးရှုံးလိမ့်မည်မဟုတ်တီကြီးခိုင်မာခြင်းအပြင်တင်တို့သည်တင်တို့၏အသက်ကိုပိုင်ဆိုင်ကြလိမ့်မည်
ဣဒီကာခရစ်တုသခင်နှင့်မွန်မြတ်သောဧဝံဂေလိတရားတော်ပေတည်း โอ้คริสต์นี่ကိုရောရှင်အားချီးမွမ်းထောပနာရှိပါစေအသင်းတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းပြီးဆုံးဖို့ရောက်လာလေနောက်ဆုံးသောနေ့ရက်တရားစီရင်ခြင်းတေခြင်းတရားတွေကျမ်းစာထဲမှာမကြာခဏကြားရတယ်ဒီနေ့ဟာဆိုလို့ရှိရင်33ကြိမ်မြောက်တာမန်ကနေတနင်္ဂနွေနေ့ဖြစ်တယ်နောက်တစ်ပတ်ဆိုလို့ရှိရင်ယေရှုဘုရင်ပွဲနေ့နဲ့အသင်းတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းကိုအဆုံးသတ်မှာဖြစ်တယ်ပထမကျမ်းစာမာလခိကိုအနည်းငယ်ထောက်စုကြည့်ရအောင်ဒီထဲမှာ the day of the Lord ဒါမှမဟုတ်လို့ရှိရင် the second coming ဆိုပြီးတော့မှကျူတင်ပြီးပြောထားတာကိုတွေ့ရတယ်အဲ့ဒီနေ့အခါကျရင်တရားမျှတခြင်းရှိတဲ့သူတနာကျင်နာတတ်တဲ့သူငင်းချမ်းခြင်းကိုလူရတဲ့သူအမှန်တရားနဲ့အသက်ရှင်တဲ့သူများဟာစုပေးခြင်းခံရမယ့်အကြောင်းတခြားတစ်ဖက်မှာကြပြန်တော့မှဝါကြွားပြီးတော့မှမကောင်းမှုဒုစရိုက်နဲ့ပြည့်နေတဲ့သူများဟာပေးဆက်ရလိမ့်မယ်ဆိုတဲ့အကြောင်းကိုမာလခိကနေပြီးတော့မှပထမကျမ်းစာထဲမှာကျူတင်ပြီးတော့မှတတိပေးထားတာကိုကျွန်တော်တို့ကြားနာခဲ့ရတယ်။ဧဝံဂေလိကျမ်းစာမတိုင်ခင်ဆာလံရဲ့နောက်ပြီးတော့ဒုတိယကျမ်းစာမှာတော့သခင်ခရစ်တော်ကြွလာတဲ့အခါကျရင်ကမ္ဘာလောကကိုတရားမျှတခြင်းနဲ့အုပ်စုမဲ့အကြောင်းကြားရတယ်။အဲ့ဝဲဆာလံတခြင်းထဲမှာဒုတိယကျမ်းစာကြပြန်တော့တန်ပေါလုကနေပြီးတော့မှဒီတက်စလိုနီယမြို့သားတို့ထံမှာရေးသားတဲ့စာထဲမှာတတိဝရိယနဲ့အသက်ရှင်နေထိုင်ဖို့အထူးသဖြင့်နောက်ဆုံးသောနေ့ရက်အတွက်ပြင်းရည်လေးတွဲဆိုတာဘာမှမလုပ်ဘဲနဲ့ရောက်လာမယ့်အချိန်ကိုစောင့်ဆိုင်နေဖို့မဟုတ်ဘဲနဲ့နေ့တိုင်းနော်လှုပ်တင်လှုပ်ထိုက်တာတွေကိုတစ္ဆာရှိနဲ့လှုပ်ဖို့ရအတွက်တန်ပေါလုကအားပေးထားတယ်အမှန်တော့တန်ပေါလုကိုယ်တိုင်ကသူအသက်မသေးခင်ခရစ်တော်ပြန်ကြွလာမယ်လို့ယုံကြည်ထားတဲ့သူဖြစ်တယ်ဒါပေမဲ့လည်းအဲ့ဒီအရာကသူအသက်ရှင်တဲ့ကာလမှာမဖြစ်ပျက်ခဲ့ဘူးနော်သူရဲ့အပေါင်းအသင်းတပည့်တော်ချင်းများရဲ့ခေတ်မှာလည်းဒီအခြေအနေကမဖြစ်ပျက်ခဲ့ဘူးနော်ခရစ်တော်ကြွမလာဘူးဒါကြောင့်မလို့ဒီဧဝံဂေလိကျမ်းစာထဲမှာနော်နောက်ဆုံးသောကာလကနီးနေပြီဒါပေမဲ့နော်မနေ့ပြန်တပတ်ခါနော်ဒီရောက်နိုင်တာဆိုပေမဲ့လည်းပဲဒီချက်ချင်းကြီးတော့ရောက်လာမှာမဟုတ်ဘူးဆိုပြန်တယ်နော်ဒီဟာတတိထားဖို့အရန်ကြီးတယ်ဒီကျမ်းစာရဲ့ဒီဧဝံဂေလိကျမ်းစာခုနကြားနာရတဲ့ဧဝံဂေလိအခန်းကြီး21နော်ပြီးတော့မှငယ်8-9-10လောက်မှာဗာကြရတယ်လဲဆိုတော့နော်နောက်ဆုံးသောကာလနေပြီဆိုပြီးတော့မှလူလိန်လူညာတွေအများကြီးပေါ်ထွန်းလိုက်မယ်တဲ့နော်ငါသခင်ခရစ်တော်ဖြစ်ပါတယ်ဆိုပြီးတော့ကြွေးကြော်ကြလိုက်မယ်ဒါမှမဟုတ်လို့ရှင်ခရစ်တော်ဆေလွတ်တဲ့ prophet ကကျွန်တော်ပါဆိုပြီးတော့မှပြောလိုက်မယ်တဲ့နော်ကျမ်းစာကကျွန်တော်တို့ကိုအတိအလင်းနော်တတိပေးထားတယ်ဒီနေ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဒီလိုမျိုးဟောပြောနေတဲ့သူတွေအများကြီးပဲအထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်သားများဆိုလို့ရှိရင်နောက်ဆုံးသောကာလနဲ့ချင်းချောက်ခံရတာအများကြီးပဲကျွန်တော်တို့ဒီအတွေ့အခေါ်စဉ်းစားဉာဏ်နော်တိတ်ပြီးတော့မတုံးကြဘူးဘာသာရေးဆရာဆိုလို့ရှိရင်နော်ပြောသမျှအကုန်လုံးကဖရားရဲ့အလိုတော်ဒီအားလုံးမှန်တယ်လို့ပဲထင်ကြတယ်ဆိုတော့ဒီကိုပိုင်ဆုံးဖြတ်ချက်ကိုပိုင်အတွေ့အခေါ်တိတ်ပြီးတော့မှအသုံးမပြုကြတဲ့အခါမှာလိန်လေလှည့်ဖျားချင်းခံရတယ်ဒါပေမဲ့ခရစ်တော်ကကျွန်တော်တို့ကိုတတိပေးထားတယ်နောက်ဆုံးသောကာလဟာနီးနေပြီဆိုပေမဲ့လည်းပဲအဲ့ဒီအတိုင်းမတိုင်ခင် the day of the Lord the second coming မဖြစ်ခင်မှာနော်အဖြစ်ပြက်ဒီအများကြီးဖြစ်လိမ့်မယ်တဲ့နော်ဘယ်လောက်ကြာမလဲဆိုတာမပြောနော်ဆိုတော့ဒီခရစ်တော်ကြွလာဒီပထမအကြိမ်ကြွလာခြင်းနဲ့ဒုတိယအကြိမ်ကြွလာခြင်းကာလကြားကာလမှာဖြစ်ပျက်မဲ့အရာတွေပဲဒါကြီးအားလုံးကဆိုတော့ဒီမင်းငလင်လှုပ်မယ်မိုးကြီးမယ်လေကြီးမယ်အများကြီးပေါ့နော်ဒီစစ်မက်တွေဖြစ်မယ်ဒါတွေအားလုံးကခရစ်တော်အသက်ရှင်နေတဲ့ကာလမှာတောင်မှဖြစ်ပျက်နေတဲ့အရာတွေပဲကဘာကုံတဲ့အထိဒါတွေအားလုံးကရှေ့နေအောင်မယ်
နော်ဒါရီဖြစ်လိုက်လို့ဟိုဘက်မှာငလင်လှုပ်လို့ဟိုဘက်မှာစစ်ဖြစ်နေလို့မနေ့ပြန်တစ်ဘက်ခါဒီညပဲဖြစ်ဖြစ်ကဘာကုံတော့မယ်လို့နော်ကြွေးကြော်ပြီးတော့မှနော်အော်ဟစ်နေတဲ့သူတွေပတ်ဝန်းကျင်မှာတပုံကြီးပဲကျွန်တော်တို့တတိထားရမယ်လိန်ညာတဲ့သူတွေအများကြီးပဲသူတို့ရဲ့တင်းတော်မှာဖျားရှိခုဖို့သူတို့အလူငွေရဖို့ဒါမှမဟုတ်လို့ရှင်လူများများစိတ်ဝင်စားခြင်းခံရဖို့နော်ဟောပြောနေတဲ့သူတွေအများကြီးပဲဒါတွေကျွန်တော်တို့အနေနဲ့တတိထားရမယ်ပြီးလို့ရှိရင်ကျမ်းစာရဲ့နောက်ဆုံးပိုင်းမှာပြန်ပြောထားတယ်လဲဆိုလို့ရှိရင်အဆုံးထိနောက်ဆက်ခြင်းတွေများမယ်စွန်စားနောက်ဆက်ခြင်းတွေများမယ်မိသားစုညီကောင်မနှမအထဲမှာတောင်မှစိတ်ဝင်ကွဲခြင်းတွေရှိမယ်တဲ့နော်ဒါဒီအားလုံးဖြစ်ပျက်တဲ့အခါမှာတချို့ကစိတ်တကြပြီးတော့မှနောက်ဆုတ်သွားကြလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်နော်ယုံကြည်ခြင်းကိုစွန့်လွတ်ရင်လည်းစွန့်လွတ်ကြလိမ့်မယ်ဆိုပြီးတော့မှနော်ပြောထားတယ်အဓိကအရေးကြီးဆုံးကဘာလဲဆိုလို့ရှိရင်လောကတက်တာမှာစွန်ဆန်းနောက်ဆက်ခြင်းအခက်အခဲဆိုတာကတည်တဲ့အထိကဘာကုံတဲ့အထိကျွန်တော်တို့ရင်ဆိုင်ရမယ့်အရာတွေပဲနော်ဒါရီကိုအဆုံးထိတည်ကြည်နဲ့ကျွန်တော်တို့ခံနိုင်တလားဆိုတာအဲ့ဒီဟာကပူအရေးကြီးတယ်ကဘာလောကကြီးတစ်ခုလုံးကတော့ဒီနေ့ကျရင်တော့ကုံဆုံးမှတေးချတယ်ဒါပေမဲ့ဖျားကူတိုင်မပြောထားဘူးခရစ်တော်ကိုယ်တိုင်တောင်မှမသိဘူးတဲ့အဖခမည်းတော်ပဲသိတယ်တဲ့ခရစ်တော်ကိုယ်တိုင်မသိတဲ့အရာကိုကျွန်တော်တို့အနေနဲ့မနေ့ဖြန်တစ်ပတ်ခါရောက်တော့မလို့လိုမျိုးပြောတယ်ဆိုတာကနော်လိန်ညာချင်းတက်တက်ပဲဖြစ်တယ်တနေ့ကျရင်တော့ကဘာကုံမယ်မှန်တယ်ကျွန်တော်တို့ယုံကြည်ခြင်းအချုပ်မှာလည်းတနေ့ကျရင်ကဘာကုံမယ်တည်တဲ့သူရှင်တဲ့သူအားလုံးတရားစီရင်ခြင်းခံရမယ်တဲ့အဓိကကျွန်တော်တို့ပြင်ဆင်ထားရမှာက final judgment ဒါမှမဟုတ်လို့ရှင် the day of the Lord ဒါမှမဟုတ်လို့ရှင် the second coming ဒီအတွက်ကျွန်တော်တို့ပြင်ဆင်ရမယ်ဒီနေ့အဲ့ဒီနေ့မရောက်ခင်အထိမယိုင်လဲဖို့အရေးကြီးတယ်ယုံကြည်ခြင်းကိုမစွန့်လွတ်မိဖို့အရေးကြီးတယ်အသက်ရှင်တဲ့ကာလမှာခက်ခဲတွေအများကြီးရှိတယ်ဒုက္ခတွေအများကြီးရှိတယ်ဒါတွေကိုရင်ဆိုင်ကျော်လွှားဖို့ရအတွက်လိုအပ်တာက perseverance ဇွဲလုံးလပြီးတော့မှဆုတောင်းခြင်းပြီးတော့မှနေ့စဉ်အသက်တာမှာကျွန်တော်တို့လှုပ်ဆောင်ရမယ့်အရာများကိုဘုရားကိုချစ်တော်အားဖြင့်တော်၎င်းမိသားစုညီကိုမောင်နှမကိုပတ်ဝန်းကျင်မှာရှိတဲ့သူများကိုချစ်ချင်းမေတ္တာပြသခြင်းအားဖြင့်၎င်းကျွန်တော်တို့အနေနဲ့ဒီ perseverance ဇွဲလုံးလတည်ကြည်ဖြောင့်မတ်ခြင်းကိုထိန်းသိမ်းနိုင်တယ်တေဆုံးတဲ့အခါကျရင်ကျွန်တော်တို့ first judgment လို့ခေါ်တဲ့ personal judgment ခံစားရမှာဖြစ်တယ်နောက်ဆုံးကဘာကုံတဲ့အခါကျတော့မှ general judgment ဆိုပြီးတော့မှသူနဲ့စိတ်ခွဲမယ်မလာခီကျမ်းစာထဲမှာပြောသလိုကောင်းတဲ့သူကအစုပေးခြင်းခံရပြီးမကောင်းတဲ့သူကတော့ဒဏ်ပေးခြင်းခံရမယ်တဲ့ဒါဒီအားလုံးကျွန်တော်တို့တနေ့နေ့တစ်ချိန်ချင်းကြာရင်မလွဲမသွယ်ရင်ဆိုင်ပြီးတော့မှဖြတ်ကျော်ရမယ့်အရာများပဲဖြစ်တယ်ဆက်လက်ပြီးတော့မှကျွန်တော်တို့အနေနဲ့နောက်ဆုံးသောကာလအထိတည်ကြည်ဖြောင့်မတ်သောခရစ်တော်ကိုတစ္ဆာရှိစွာနောက်လိုက်တော်သူများဖြစ်နိုင်ရန်အတွက်ကြိုးစားအားထုတ်ကြမယ်ကျွန်တော်တို့ဒီယုံကြည်ခြင်းနဲ့နောင်တတာဝေကစေဖိခရစ်တော်သခင်ထံတော်သို့ချင်းကကြလျက်လမ်းစဉ်တင်၌တသမတ်ထဲရှောင်လာနိုင်ကြပါမည်အကြောင်းခရစ်တော်သခင်ရဲ့စကရမန်တုမင်္ဂလာများကိုတောင်းခံတော်ယချစ်သားချစ်သမီးများအတွက်၎င်းအပြည့်စုံသူကျွန်တော်တို့အတွက်၎င်းဆုတောင်းကြစို့ကျွန်တော်တို့အားလုံး၌မှန်သောနောင်တတာဝေကစိတ်ကိုပြုပြင်ပြပေးတော်မူ၍တက်ကြွစေတော်မူပါမည်အကြောင်းဖျားသခင်ထံတောင်းလျှောက်ကြစို့
စီကြောချင်းမင်လာအဖြစ်ပိတုစေယကိုစွန့်ပစ်ခဲ့ကြပြီးခရစ်တော်သခင်ကယ်တင်ထားသောကျွန်ုပ်တို့သည်ဂရိတ်ကျေးဇူးတော်ကိုပေါ်လွင်ထင်ရှားဆင်နိုင်ကြပါမည်အကြောင်းဖျားသခင်ထံတောင်းလျှောက်ကြစို့သခင်နာရောင်တော်မူပါဤသူတို့သည်ဖျားသခင်၏ကရုဏာတော်ကိုအားကိုးအားထားလျက်နှောင့်တတန်ဝေကတရားဖြင့်မိမိကိုယ်ကိုပင်ဆင်၍ကယ်တင်ရှင်ခရစ်တော်သခင်ကိုခရီးကျူပြုနိုင်ကြပါမည်အကြောင်းဖျားသခင်ထံတောင်းလျှောက်ကြစို့သခင်နာရောင်တော်လောကသားရဲ့ပြုကိုချွတ်တော်မူသောခရစ်တော်သခင်နောက်တော်သို့လိုက်တော်ဤသူတို့အပြည့်အစုံကိုငှစ်ခြင်းများမှပျောက်ကင်းစေပြီးလျက်အပြည့်အစုံမှုခြင်းမှလွတ်မြောက်စေနိုင်ပါမည်အကြောင်းဖျားသခင်ထံတောင်းလျှောက်ကြစို့သခင်နာရောင်တော်မူပါဤသူတို့ဒီတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ပြမစင်ကြယ်၍ထူဝိညာဉ်တော်၏လမ်းညွှန်ခြင်းဖြင့်စုံလင်ခြင်းတို့ရောက်နိုင်ကြပါမည်အကြောင်းဖျားသခင်ထံတောင်းလျှောက်ကြစို့သခင်နာရောင်တော်မူပါစီကြောချင်းမင်လာဖြင့်ခရစ်တော်နှင့်အတူတင်းစုချင်းခံရလျက်အပြစ်ကိုဆွံ့၍ဖျားသခင်၌ဆင်အသက်ရှင်နိုင်ပါမည်အကြောင်းဖျားသခင်အားတောင်းလျှောက်ကြစို့သခင်နာရောင်တော်မူပါဤသူတို့ဒီအဖကမေတော်ထံချင်းကလျက်တန်ဆင်းခြင်းနဲ့ချစ်ခြင်းမေတ္တာ၏အတိကိုဆုခုနိုင်ပါမည်အကြောင်းဖျားသခင်အားတောင်းလျှောက်ကြစို့သခင်နာရောင်တော်မူပါဖာကမေတော်ဒီကဘာတဝန်းလုံးကိုကယ်တင်ရမိမိချစ်မြတ်နိုးသောသားတော်ကိုအနှင်းတော်မူသည်ဖြစ်၍လူသားအလုံးတို့ဒီဂရေမေတ္တာတော်ကိုယုံကြည်၍ကိုရောထံတော်သို့ရောက်နိုင်ကြပါမည်အကြောင်းဖျားသခင်အားတောင်းလျှောက်ကြစို့သခင်နာရောင်တော်မူပါဆုတောင်းကြစို့အိုနာနာတကူတော်နဲ့ပြည့်စုံတော်မူသောဖျားသခင်ကိုရောဒီပြည့်စုံမူအ၌ချောင်းတော်ခါနေရသောလူတို့အားကိုရောသားသမီးတို့၌ရှိရသောလွတ်လပ်ခြင်းတရားကိုချီးမြှင့်တော်မူရန်ဂရိတ်တပါးတော်သားတော်ကိုဆုလွတ်တော်မူခဲ့ပေ၏ဂရိတ်စေခံ၏သူတို့အဖို့နှိမ့်ချငှက်တွားစွာအတနာခံကြပါသည်ဤသူတို့ဒီလောက၏ဖြာယုံသွဲဆောင်မှုများနဲ့ရင်ဆိုင်တွေ့ကြုံခဲ့ရ၍နဆွေနောက်ဆက်မှုများကိုလည်းခံစားရပြီးလျင်ဂရိတ်မျက်မှောက်တော်၌မိမိကိုယ်ကိုအပြစ်ရှိသူဖြစ်ကြောင်းဝန်ခံခဲ့ကြပေသည်ဂရောသားတို့ဒုက္ခဝရဏခံတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းဖြင့်သူတို့ကိုအမိုက်မောင်၏ဆွမှုခြင်းမှာကယ်တင်တော်မူပါသူတို့ဟာခရစ်တော်သခင်၏ကြီးစွာတော်ဖြင့်ကာကွယ်လျက်သူတို့၏ဘဝတဲ့လမ်းစဉ်တစ်လျှောက်လုံး၌အစဉ်မြဲဆုံးရှုံးထားတော်မူပါမည်အကြောင်းကျွန်တော်တို့၏အရှင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ကဲတင်တော်ယေရှုခရစ်တော်သခင်သည်မိမိတကူတော်အဖြစ်တင်တို့ကိုအဖြစ်တင်ပေးတော်မူပါစေကာလဆက်ဆက်တဲ့ရှင်ယေရှုဆန်တော်မူသောကျွန်တော်တို့၏သခင်ယေရှုခရစ်တော်သခင်ကိုအမိပြု၍ထိုအားတကူတော်ဖြစ်တင်ခြင်းအထက်အမှအဖြစ်တင်တော်အားကယ်တင်ခြင်းချမ်းသာကိုပေးတော်စီဖြင့်ကျွန်တော်ဒီတင်တော်အားလိမ့်ကြပါသည်အာမင်ကျေးဇူးပြု၍အလုံးမတည့်ရပါတင်တို့ဒီနဆူကိုပြစ်ပယ်ကြပါ၏လောနဆူလုံငန်းစင်ကိုတမယကိုပြစ်ပယ်ကြပါ၏လောနဆူပေးသောအချင်းမြင့်မရှိသည့်မလုံးများကိုလည်းပြစ်ပယ်ကြပါ၏လောဖျားဤတာသမီးများဖြစ်လွတ်လွတ်လပ်လပ်တည်နေနိုင်ရန်အပြစ်တို့ဆဲကိုပြစ်ပယ်ကြပါ၏လောအပြည့်စုံဘဝတို့မကြောက်ရောက်စေရမကောင်းတို့ဆရာတို့တို့ပုဒ်တော်လမ်းများကိုပြစ်ပယ်ကြပါ၏လောအပြည့်တို့ဆရာမူလအကြောင်းရင်းဖြစ်သောနဆူကိုပြစ်ပယ်ကြပါ၏လောအလုံးစုံကိုတတ်နိုင်တော်မူသောကဘာမူမီကိုဖန်ဆင်းတော်မူသောခမည်းတော်ဘုရားကိုယုံကြည်ပါ၏လောယုံကြည်ပါ၏တင်ငါစင်မာရိယမဖွားမြင်တော်မူရဲ့တခြင်းပေါ်ရင်ဒုက္ခဝရဏခံတော်မူရဲ့အသက်တော်ဆွမေတကြခြင်းကိုခံတော်မူလျက်တေသူတို့ဆူမရှင်ပြန်ထမြောက်တော်မူပြီးနောက်ခမည်းတော်လေးရပြမှာစံပေတော်မူသောခမည်းတော်တပါးတဲ့တော်သားတော်ကျွန်တော်တို့၏သခင်ယေရှုခရစ်တော်သခင်ကိုယုံကြည်ပါ၏လောယုံကြည်ပါတန်ရှင်တော်ဝိညာဉ်တော်ဖျားကို၎င်းတန်ရှင်တော်ကတလေအတင်းတော်ကို၎င်းသူတော်သူမြတ်ပေါင်းတို့ဒီတလုံးတဝါဒီဖြစ်၍အချင်းချင်းအကျိုးကိုသူတို့ကိုခံစားရကြအောင်ပြုသူများကိုလွတ်ကြောင်းကိုခန္ဓာရှင်ပြန်ထမြောက်မြတ်ကြောင်းအစဉ်ထာဝရအသက်ရှင်မြတ်ကြောင်းတို့ကိုလည်းယုံကြည်ပါ၏လောယုံကြည်ပါ၏ယုံကြည်ချက်မြတ်ဒီကကျွန်တော်တို့ယုံကြည်ချက်ပေသည်အတင်းတို့ယုံကြည်ချက်လည်းဖြစ်ပေသည်ဤ
ဧယုံကြာချက်များကိုဝန်ခံကြလေခရစ်တော်သခင်၌ကျွန်ုပ်တို့ဂုဏ်ယူကြပါသည်အာမင်ပြန်ထိုင်ပါ Elizabeth ကောင်းဒီမှာစီချလိုက်ရအောင်ဒီဘက်လက် Elizabeth လာပြဝင်ခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်နာမတော်မြတ်၌ကျွန်ုပ်ဒီတင်ကိုရည်ဖြင့်စီကြောသည် Joseph စာဆူဝင်ခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌ကျွန်ုပ်ဒီတင်ကိုရည်ဖြင့်စီကြောသည်အာမင် Rebecca dot helper Rebecca dot helper ခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌ကျွန်ုပ်ဒီတင်ကိုရည်ဖြင့်စီကြောသည် Elizabeth ဆမElizabeth Demin ခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌ကျွန်ုပ်ဒီတင်ကိုရည်ဖြင့်စီကြောသည် Lydia Gansweepar ခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌ကျွန်ုပ်ဒီတင်ကိုရည်ဖြင့်စီကြောသည် Cecilia Nujalashi Cecilia Nujalashi ခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌ကျွန်ုပ်ဒီတင်ကိုရည်ဖြင့်စီကြောသည် Joseph Mangbiak A ခမီးတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမတော်မြတ်၌ဒီဖြင့်စီကြောသည် ဆုတောင်းကြစို့ကျွန်တော်တို့ရှင်ယေရှုခရစ်တော်သခင်အဖခမည်းတော်အလုံးစုံတန်နိုင်တော်မူသောဖျားသခင်နှင့်တင်းတို့ကိုအပြစ်မှလွတ်တော်မူရဲ့ယင်းနဲ့တန်ဆင်းသောဝိညာဉ်တော်မှအတိဖွားမြင်စေတော်မူလျက်ထာဝရအသက်ချမ်းသာကိုပေးတတ်သောခရစ်မတ်စီပင်လင်းကြတော်မူသည်ပြည့်လူမျိုးတော်၌ပါဝင်စေပြီးလျင်ထာဝရချမ်းသာရဆင့်ကယေဘရပရောဖက်နဲ့ဘုရင်လည်းဖြစ်တော်မူသောခရစ်တော်သခင်နဲ့ရခန္ဓာတော်အစအပိုင်းဖြစ်၌တည်မြဲစေတော်မူပါစေသောအာမင်ဖြူစင်သောအဝတ်ကိုခံယူကြလော့ တင်းတို့ဒီခရစ်တော်သခင်နှင့်အတွင်တရံတို့ပြောင်းလဲလူတစ်ဖြစ်လာကြလေပြီးဖြူစင်သောဝတ်ဒီတင်းတို့အတွက်ခရိယံကုန်တိတ်ခိုင်းအထင်အမှတ်ဖြစ်ပါစေထာဝရတရှင်ချင်းကိုရစင်အားငါဤဖြူစင်သောအဝတ်ကိုမစွန့်မကွက်စေရန်ဆောင်လျှောက်ထိန်သိမ်းကြလော့ခရစ်တော်သခင်နှင့်အလင်းတော်ကိုခံယူကြလော့တင်းတို့ဒီခရစ်တော်သခင်ထံတော်မှအလင်းတော်ကိုရရှိကြလေပြီတင်းတို့ဒီအလင်းတော်တာကောင်း၏တနာပိတာစွာတမတ်ထဲလိုက်နာ ကျင့်သုံးနိုင်ရန်၎င်းဘာသာတရားတော်၌လည်းအဆုံးတိုင်းတည်တည်မြဲမြဲနေထိုင်နိုင်ရန်၎င်းကြွလာတော်မူသောကိုရောကိုကောင်းကင်ဆွေပြီးတော်ဝဲသူတော်သူမြတ်ပေါင်းတုံးနဲ့သူခေဦးစုပြုနိုင်ရန်၎င်းယုံကြည်ခြင်းအလင်းကိုစိတ်နှလုံးထဲ၌မမင်းမမိန်စေရန်အစဉ်ထွန်းလင်းတောက်ပနေစေရန်စောင့်ရှောက်ထိန်သိမ်းကြလော့ဆုတောင်းကြစို့ စီကြောချင်းမင်္ဂလာခံယူပြီးသူသားသမီးအပေါင်းတို့တင်တို့ဒီစီကြောချင်းမင်္ဂလာခံယူခြင်းအပြင်ခရစ်တော်သခင်၌အတိမွေးဖွားခြင်းကိုရရှိ၍ခရစ်တော်သခင်နှင့်ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ရာအနွယ်ဝများဖြစ်လာကြသည်အခုတင်တို့ဒီသခင်ဖျားကိုယ်တော်တိုင်တန်ဆင်းသောဝိညာဉ်တော်ပွဲနေ၌တပိတော်ချင်းများပေါ်သို့ဆေလွတ်တော်မူ၍တပိတော်ချင်းများနှင့်သူတို့ကိုဆက်ခံသူတို့ဒီစီကြောချင်းမင်္ဂလာခံယူသူတို့အပေါ်ပေးကြသောကျွန်ုပ်တို့ကိုယ်တိုင်ခံယူခဲ့ကြသောတန်ဆင်းသောဝိညာဉ်တော်ကိုခံယူကြပါလိမ့်မည်တင်တို့ရရှိကြမည်တန်ဆင်းသောဝိညာဉ်တော်ဖျားစွမ်းတကူတော်သည် တင်းတို့ကိုခရစ်တော်သခင်နဲ့အတွင်တရံတူလာစေ၍ကိုရောရှင်ဒုက္ခဝရဏခံတော်မူခြင်းတေခံတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကိုတည်တည်ခံကြရန်ကိုငေဆောင်မပါလိမ့်မည်ထိုအတကူတော်ဒီတင်းတို့ကိုတမန်တော်စေတပြုအပ်သောဘာသာဝင်များခရစ်တော်သခင်နှင့်ခန္ဓာကိုယ်ဖြစ်သောအသင်းတော်၏ယုံကြည်ခြင်းနဲ့ချစ်ခြင်းမေတ္တာတော်၌ခံခန်းစေရန်ဒီဆောက်ပေးကြသောဘာသာဝင်များဖြစ်လာကြရန်ခွန်အားကျေးဇူးတော်များကိုပေးပါလိမ့်မည်
ချလာစွာတော်ငီကမောနမဘောနောလုံးစုံတနိုင်တော်မူသောခမည်းတော်ဖျားသည်ဤစီသောချင်းမလာခံယူသူတို့အပေါ်တန်ရှင်သောဝိညာဉ်တော်ကိုပေးသနာတော်မူသဖြင့်ထိုဝိညာဉ်တော်ဒီမိမြတ်ပြလာသောဆုကျေးဇူးတော်များဖျားဖြစ်တင်ပြီးတော်မူ၍စီဖြင့်လိမ့်ကြံခြင်းဖြင့်ခရစ်တော်သခင်နှင့်အတွင်တရန်တူအောင်ပြုစေတော်မူပါမည်အကြောင်းဆုတောင်းပေးကြစို့ကျွန်တော်တို့ရဲ့သခင်ယေရှုခရစ်တော်ရှင်ရဲ့ဖခင်မြတ်တော်အနန္တတကူတော်နဲ့ပြည့်စုံတော်မူသောဖျားသခင်ကိုရောဒီကိုရောသားသမီးဤသူတို့ကိုအပြည့်မချွတ်လွတ်တော်မူရဲ့ယင်းနဲ့တန်ရှင်းသောဝိညာဉ်တော်မှအသက်ကိုပေးတော်မူခဲ့ပေသည်။အိုသခင်နှစ်သိန်းချင်းကိုပေးတော်သခင်တန်ရှင်းသောဝိညာဉ်တော်ကိုဤသူတို့အပေါ်သို့ကိုရောတိုင်းဆလွတ်တော်မူပါဉာဏ်ပညာနဲ့နားလည်တတ်အကြံယူတတ်ခြင်းနဲ့အင်အားတတ်သည့်တည်မြင်တတ်ခြင်းနဲ့ကြည်ငြိမ်ခြင်းစားသောစိတ်ကိုသူတို့အားပေးတော်မူပါ။ကိုရောကိုကြောက်ရွံ့ယူတည်တတ်သောစိတ်ကိုလည်းသူတို့အားပေးသနာတော်မူပါမည်အကြောင်းတပည့်တော်တို့သခင်ယေရှုခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းကြပါသည်ဖျား။အာမင်။ငြိမ်းချမ်းခြင်းရှိပါစေ။ရောဝိညာဉ်နဲ့လည်းရှိပါစေ။ဒီမှာပဲလူကြီးစီစောချင်းပြီးဆုံးသွားပါပြီနော်။ဆိုတော့ဒီနေ့လူကြီးစီစောချင်းမှာနော်အရင်တုန်းကလည်းကျွန်တော်တို့မကြာခဏပြောသလိုတချို့လက်ထပ်မထပ်သေးတဲ့သူရှိတယ်နော်။လက်မထပ်သေးဘူးဆိုတာအတင်းတော်ထဲမှာလက်မထပ်သေးရသေးတာရှိတယ်။ဒါပေမဲ့အတူတူနေတာနော်။ဆိုတော့ဒီလေမရပေါ့။ဒါပေမဲ့အတင်းတော်မှာလက်ထပ်တာမရှိသေးတဲ့သူနော်အခုဒီမှာအခုဒီမိစတရားမှာကိုရောမြတ်ပင်လို့ရတယ်ဒါပေမဲ့မနေ့ဖြန်တပည့်ခါမရဘူးနော်မနေ့ဖြန်တပည့်ခါကိုရောမြတ်ပင်လို့ရမှာမဟုတ်ဘူးအရင်လက်ထပ်မယ်နော်ဖျားဆောင်မှာလက်ထပ်ပြီးတော့မှပဲအပတ်ဖြေလို့ရမယ်ကိုရောမြတ်ပင်လို့ရမယ်နော်ဒီဟာမာချင်းနဲ့ပြီးတော့မှဒီလက်ထပ်ဒီစီစောချင်းလူကြီးစီစောချင်းမှာဘပ်တိဇမ်ပါတယ်ပြီးလို့ရှိရင်ဒီအပတ်ဖြေလဲနားထောင်လို့ရပြီเนาะနောက်တစ်ခါကျရင်เนาะမနေ့ပြန်တစ်ပတ်ခါနောက်တစ်ပတ်เนาะအပြည့်ဖြည့်စင်းလဲလို့ရတယ်ပြီးလို့ရှိရင် confirmation လဲပါတယ်ပြီးတော့ကိုရောမြတ်ပင်းယူခြင်းလဲပါတယ်တပြိုင်နက်တည်း၄ခုလောက်တချို့ဆိုရင်ယောက်ျားယူပြီးမိန်းမယူပြီး5ခုလောက်တောင်မှเนาะရတယ်เนาะဒါပေမဲ့အဲ့ဒီဟာတွေကဒီတိတ်ပြီးတော့ဘယ်လိုခေါ်မလဲเนาะကိုကဒီတခြားအတင်းတော်မှာကြီးပြင်းလာခဲ့တယ်ဆိုရင်တော့တမျိုးပေါ့เนาะဒါပေမဲ့ကက်သလစ်အတင်းတော်မှာကြီးပြင်းလာပြီးတော့မှအဲ့လိုမျိုးဆိုတော့ကောင်းတဲ့အရာတော့မဟုတ်ဘူးเนาะတိတ်တော့မကောင်းဘာပဲဖြစ်ဖြစ်ဖျားစကားတင်ဖို့အများကြီးလူသေးတယ်ခုတင်တို့တင်ခဲ့သမျှအရာတွေက just for requirement ပဲဖြစ်တယ်เนาะလူအချက်တစ်ခုအနေနဲ့တင်တာပဲရှိသေးတယ်အများကြီးလူသေးတယ်ဒါကြောင့်မို့လို့ဆက်လက်ပြီးတော့မှเนาะကျွန်တော်တို့ရှေ့စောချင်းခံယူပြီးတော့ဘာသာသူများအနေနဲ့လည်းပဲဒီကိုယ့်ရဲ့ညီကိုမောင်နှမအတင်းတော်ထဲမှာရောက်လာတဲ့သူတွေကိုတွင်တင်ကြားပြသပေးဖို့အရေးကြီးတယ်နော်ဓမ္မဆရာကြီးရဲ့တာဝန်တစ်ခုတည်းမဟုတ်ဘူးဂောပကရီရဲ့တာဝန်တစ်ခုတည်းမဟုတ်ဘူးစီစောချင်းခံယူပြီးတော့မှခရစ်စမတ်ပဲချင်းခံယူပြီးသူတိုင်းရဲ့တာဝန်ဖြစ်တယ်ဆိုတာကိုလည်းထပ်လောင်းပြီးတော့မှအတိပေးလိုပါတယ်
ကျေးဇူးပြုမတရားပါကျလာစွာသောညီကိုမောင်နှမအပေါင်းတို့တောင်းလင်ရလိမ့်မည်ရှာလင်တွေးလိမ့်မည်ခောက်လင်ပွင့်လိမ့်မည်ယေရှုသခင်မိန်တော်မူခဲ့သည်ဖြစ်၍ကက်သလစ်သာသနာတော်၌လူအပ်သမျှကျေးဇူးအဖျားဖျားတို့ကိုယေရှုခရစ်တော်ဖျားရှင်နာဖြင့်ဖခင်မြတော်ဖျားထံတင်ငယ်တွင်ထဲတောင်းလျှောက်ကြပါစို့မိကတလေတင်ဝါကောင်းကြီးမင်္ဂလာပေတော်မူ၍ဘုရားမင်းကြီးလျိုစင်သူများကာကွယ်ရှောင်ရှောင်တော်မူပါမည်အကြောင်းသာသနာပိုင်ဆရာတော်ဂျူလီယန်စီစီတများသောဆရာတော်ကြီးများယဟန်တန်ဃာတော်များကုယင်များတီလာရှင်များနဲ့ဓမ္မဆရာဆရာမပေါင်းတို့သည်ကုရိုရှင်အလူတော်ကိုဆရာထက်သန်စွာလိုက်နာဆောင်ရွက်ကြလျက်ကုရိုရှင်လူမျိုးနွယ်တော်ကိုတရားလမ်းတော်၌ဦးဆောင်စေတော်မူပါမည်အကြောင်း Snowစိတ်ဆန္ဒကိုပေးသွင်းတော်မူ၍ထူပေါင်းသောရှောက်လှန်ရ၌လူအပ်သောခွင့်အားခြေစွတော်များကိုပေးသနာတော်မူပါမည်အကြောင်း စာပူဇော်ရှင်၌ပါဝင်ကြသောညီကိုမောင်နှမတို့အားယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်လေးမြတ်ခြင်းပါရမီတို့၌ခိုင်မြဲစေတော်မူ၍တရားတော်ကိုစွန့်ပစ်ကြသောညီကိုမောင်နှမများသူချမ်းတဲ့သောပြန်ဝင်စေတော်မူပါမည်အကြောင်း ပျက်စီးခြင်းများကင်းလွတ်စေတော်မူပြီးမိဘလေးပဲရေပဲယောဂဝေဒနာငမခေါင်းပါခြင်းနဲ့စမဘေရန်တို့မှာတပေတော်တို့ကိုကာကွယ်ရှောင်ရှောင်တော်မူပါမည်အကြောင်း ဆွေတော်မူ၍မြန်မာနိုင်ငံတဝန်းလုံး၌လေကုရိုရှင်၏သာသနာတော်ကိုထွန်းကားစေတော်မူပါမည်အကြောင်း တပျော်ရီခွန်ကျေးဇူးနဲ့မြခွေရာဖြစ်တော်မူသောအဖဖျားသခင်ယေရှုခရစ်ရှင်နာဖြင့်ချစ်သားသမီးများတောင်းလျှောက်ရာကိုနာယူတော်မူပါဖျားအာမင်အ
အောင်ညီကိုမောင်နှမပေါင်းတို့နာနာဒူရောရှင်ဖခမီးတော်ဖျားသည်ကျွန်ုပ်နဲ့တင်တို့ဆက်ကကြတော်ပူဇော်တကားရကိုကြည်ပြူစွာလက်ခံတော်မူပါယံဆုတောင်းကြပါရတ်ကိနေဘုံတော်ကိုချီမတော်မနာပေးခြင်းနာတော်ဘေရောရောနဲ့တန်ရှင်တော်တာတနာတော်ကိုလုံးချုခံစားရခြင်းနာတော်ကိုရောလက်ခံစကတော်ပူဇော်တကားရကိုဖဖျားသခင်လက်ခံတော်မူပါစေအိုဖျားသခင်ဘုန်းတော်ရှင်ကိုရောတပည့်တော်ဆက်ကကြတော်ပူဇော်တကားရကိုဆုစားတော်မူ၍တပည့်တော်တရားတရား၌ပွားများစေ၍ထာဝရဒုက္ခချမ်းသာကိုရနိုင်ကြရမှစတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ဖျားသခင်နေတင်လုံးနဲ့ရှိပါစေကိုရောယေဝိညာဉ်နဲ့လည်းရှိပါစေဖျားသခင်နဲ့အာယုံပြုကြလောအာယုံပြုလည်းရှိကြပါသည်ကျွန်တော်တို့ရှင်ဖျားသခင်နာကျေးဇူးတင်ကြစို့ကျေးဇူးတင်ထိုင်လာပေသည်အိုရှင်မြတ်တန်ရှင်တော်မူသောဖာနာနာတကူတော်ရှင်ထာဝရဖျားတပည့်တော်၏တခင်ခရစ်တော်ကိုအမိပြု၍ကိုရောရှင်နှင့်ကျေးဇူးတော်များကိုကာလဒေသမယွင်ဖော်ထုတ်ခြင်းမွန်းခြင်းနှင့်အမှန်ပင်ပြုထိုက်သောအမှုဖြစ်ပေ၏တပည့်တော်ဖို့ကျေးဇူးတော်တူပွားရာကြောင်းလည်းဖြစ်ပေသည်ခရစ်တော်သခင်မူကားပြုတို့စေသားတော်ဟာကရုဏာတတော်မူ၍အပြုကညာစစ်မှဖွားမြင်ခြင်းကိုခံတော်မူ၏ဒုက္ခဝရဏကျင့်ခံတော်မူခြင်းဖြင့်ထာဝရတည်ခြင်းနာမှတပည့်တော်ကိုချွတ်လွတ်တော်မူ၏တေသူတို့ဆုမရှင်ပြန်ထမြောက်တော်မူခြင်းဖြင့်ထာဝရတည်ရှင်ခြင်းစုကိုတပည့်တော်ဟာပေးသနာတော်မူ၏သူဖေကောင်းကင်တရားဓမ္မဘူချီပေါင်းတို့နဲ့သူတပည့်တော်ဒီကိုရောရှင်နှင့်ဘုံတော်ကုံတော်ကိုချင်းမွန်းလျက်စင်မပြတ်ကြွေးကြော်ကြသည်မှာတန်ရှင်တော်မူ၏တန်ရှင်တော်မူ၏တန်ရှင်တော်မူ၏ဘုရားတော်၏အာရှင်မြတ်စွာဘုရားသခင်ဒီတန်ရှင်တော်မူ၏ကောင်းကင်တန်ရှင်မူမြတ်မှုတမယာရီမူလာရင်ဖြစ်တော်မူပေသောအရှင်ကိုရောရှင်၏ကာမန်တန်ရှင်တော်မူပါ၏သူပြည့်ပူဇော်တကာယများပေါ်ကိုရောရှင်၏ဝိညာဉ်တော်မြတ်ကိုမြုံနှင်းကြဆင်းတကယ်သောတဆင်းဆဲ၍တန်ဆင်းဆဲတော်မူခြင်းဖြင့်ပူဇော်တကာယများသည်တပည့်တော်ဖို့ယေရှုခရစ်တော်သခင်နှင့်သားတော်နှင့်တွေ့တော်ဖြစ်လာစေတော်မူရာလို့ငါတပည့်တော်တောင်းလျှောက်ကြပါသည်ယေရှုခရစ်တော်သခင်သည်အနန္တချင်းခံရ၍မိမိအလိုတော်ရင်အတိုင်းဒုက္ခဝရဏခံတော်မမူမီမုန်ကိုတော်မူ၍ကျေးဇူးတင်တော်မူပြီးလင်ဖဲတော်မူ၍မိမိတပည့်တော်ကြီးတော်အားပေးလျက်မိန်တော်မူသည်ကားတင်တို့အားလုံးအရာကိုယူ၍စားကြလောဣတိကာတင်တို့အဖို့အနံခံရမည်ငိုင်းခန္ဓာကိုဖြစ်တည်းယနေ့တုံညာစာပြင်းနောက်ဖလားတော်ကိုရောမူ၍တဖန်ကျေးဇူးတင်တော်မူပြီးလေမိမိတပည့်တော်ကြီးတော်ဟာဖလားတော်ကိုပေးလျက်မိန်တော်မူသည်ကားတင်တို့အားလုံးဤဖလားတော်ကိုယူ၍တောက်ကြလောဒီကပြင်းမြောင်ဆွလို့ခြင်းအလုံးငါတင်တို့နဲ့လူအမြတ်ဖို့တွန်းလောင်းခံရမည်ထောင်ရပရင်ငင်တင်းတဲ့ဆိုင်ရာငိုင်းတွေးတော်ဖလားဖြစ်ငါကိုအောင်မဲ့တတိယချင်းငါဤမှုကိုပြုကြလောနည်းနည်းလာသောယုံကြည်အားကိုဆွေးစောကြစို့
စုသခင် Praise from the nation, Kanya Damobi. Praise for God, King Bong Dong Dane, Tapan Swala Damomi. သူပြေရဖပြခရစ်တော်သခင်အသေးခံတော်မူခြင်းနဲ့ရှင်မြန်ထမြောက်တော်မူခြင်းတို့ကိုအမေတရားကြလက်တပည့်တော်သည်အသက်ပေးတော်မုံတော်နဲ့ကယ်တင်ခြင်းချမ်းသာပေးတော်ဖလားတော်ကိုကိုရောရှင်နာပူဇော်ကြပါသည်ဆွေမြတ်မောင်တော်၌မူတော်ထာဝရခွင့်ကိုတပည့်တော်အားပေးသနာတော်မူသောကြောင့်ကိုရောရှင်နာကျေးဇူးတင်ကြပါသည်ခရစ်တော်သခင်နှင့်အသားတော်နှင့်တွေ့တော်ကိုပင်ယူကြသောတပည့်တော်ကိုတန်ရှင်သောဝိညာဉ်တော်ဘုရားဖြင့်တလုံးတူအပ်ဖြစ်စေတော်မူပါမည်အကြောင်းညွတ်တော်သနာတော်မြတ်ခံကြပါသည်ဖျား ဥဖာဖျားကဘာတော်လုံးစေကိုရရှင်သာသနာတော်ကိုတရားတော်မူပါတပည့်တော်တွေပုံစံမင်းကြီးလီယိုဆယ်လီအရှင်တုမြတ်တပည့်တော်တွေရှာတော်ကြီးဂျူလီယန်ခတ်တင်ကောင်တော်ဇန်တန်ကောင်တော်နဲ့တူတူကဤသာသနာတော်ကြီးကိုချစ်ချစ်မေတ္တာနဲ့ပြုဝါစေတော်မူပါရှင်ပြန်ထမျိုးမျိုးမျိုးလက်လက်ထာဝရဘွားတို့ပြောင်းသွားနေကြတော်တပည့်တော်တွေညီကိုမောင်နှမများကိုတမကကိုရရှင်ကိုယုံနာတော်ခန်းစားလေကိုလုံးတော်ကြကောင်တော်တူအလုံးတို့ကိုလည်းတရားတော်မူကိုရရှင်ဆွေမျက်နာတော်ဖူးမြင်ကြရစေတော်မူပါ ဖျားရှင်မြတ်တော်မမြတ်တော်ကညာရှင်မာရနဲ့ခင်ပွန်တော်မမြတ်တော်စင်ဂျိုးဆင်မမြတ်တော်တမန်တော်ကြီးမြတ်နဲ့ကာလရှင်ဆဲအလိုတော်မြတ်ကိုလိုက်နာခဲ့ကြတော်ဇန်တော်သူတော်တမအပေါင်းတော်နဲ့တူတကွာထာဝရတဲ့ရှင်ချင်းချမ်းသာကိုအမွေခံထိုက်သူများဖြစ်ကြလေကိုရရှင်ဘုံတော်ကုံတော်ကိုချီးမွမ်းတော်ပရာပြုကြံတော်ငါတပိတော်အားလုံးကိုဆောင်မတနာတော်မူပါကိုရရှင်တာတော်ခရစ်တော်တခင်အပြင်တောင်းလျှောက်ကြပါသည်ဖျား ခရစ်တော်သခင်အဖျင်ခရစ်တော်သခင်နဲ့အတူခရစ်တော်သခင်၌အိုဝနာနာတကူတော်ရှင်အဖခမီးတော်ဖျားကိုရောရှင်ဒီတန်ရှင်တော်ဝိညာဉ်တော်မြတ်နဲ့တလုံးတူအသည်ခတ်သိမ်းကုန်တော်ယူသေးခြင်းနဲ့ဘုန်းတော်ကုံတော်အပေါင်းကိုကာလဆက်ဆက်စူးပိုင်တော်မူပါသည်ဖျားအာမင်သခင်ဆွေးမင်းတော်မြတ်ကိုနာခံ၍သခင်ဖျားကိုယ်တိုင်စင်သင်ကြတော်မူခဲ့သောပဋ္ဌာနာတော်ကိုရဲဝံစွာရွတ်ဆိုကြစို့ ဖျားသခင်တပည့်တော်ရဲ့ကယ်တင်ရှင်ယေရှုခရစ်တော်သခင်ဆွမ်းလာတော်မူခြင်းနဲ့ထာဝရဒုက္ခဆန္ဒကိုဆောင်မြော်နေကြတော်တပည့်တော်ဟာယခုကာလတွင်ငင်းချမ်းခြင်းကိုကြည်ဖြူစွာပေးတော်မူပါတပည့်တော်ကိုတနာတော်မူသဖြင့်မကောင်းမှုတများမှကယ်တင်တော်မူပါပြီးတို့ဆဲမှစင်ကြံလို့ဆဲဆင်းရဲဒုက္ခအပေါင်းမှလည်းကာကွယ်တော်မူပါသာမုကကိုတော်တပါတိတလည်းဆွေနိုင်
တင်တို့ဘုငင်းချမ်းချင်းကိုငါထားပြီးငိုင်းငင်းချမ်းချင်းကိုတင်တော်ငါပြုတ်တမနောကြည်ရမင်းမတော်မူခဲ့တော်ယေရှုခရစ်တော်သခင်တပီော်ရိပိတုဆံမြတ်ကိုမှုထားတော်မူပဲကိုရောတသနာတော်ယုံကြည်ခြင်းကိုဒါထောက်ထားတော်မူ၍အလိုတော်မြတ်အတိုင်းသာသနာတော်ကိုငင်းချမ်းသာရစေ၍စေလုံးငင်းငယ်စေတော်မူပါကာလဆက်ဆက်သက်ရှင်ဆူဆန်တော်မူတော်ရှင်ဖျားဖျားသခင်ငင်းချမ်းခြင်းနဲ့တင်တော်နဲ့အစဉ်ရှိပါစေအချင်းချင်းငင်းချမ်းခြင်းမလက္ခဏာကိုကံလန်းကြပါစို့ထာဝရဘုရား၏သူငယ်တော်ကိုဖူးမြော်ကြလောလောကပိကိုချွတ်တော်မူသောဘုရားရှင်ကိုဖူးမြော်ကြလောသူငယ်တော်ငါစာပွဲတော်သူဖိတ်ခေါ်ခြင်းခံရသူတို့သည်မင်္ဂလာရှိကြ၏ဒီကံပြားတည်းရောတို့တော်ဆွမ်းကြောင်းခြင်းကိုခံရသူတို့ရောထိုက်တန်ပါဘုရားရဲ့ကိုမြတ်တော်မြတ်စွာပါလေပြီးတော့ဝိကေတိလက်ဆက်ဆက်ပါပါ
ဆုတောင်းကြစို့။အိုဖျားသခင်တပည့်တော်ဒီနေ့နဲ့လာတော့ကရောမြတ်စကရမန်တုမင်္ဂလာမြတ်ကိုပင်ယူခဲ့ကြဒီနေ့အငင်းကရောသားတော်ဒီမြမြအောင်မဲ့တရိယာချင်းကကျင်းပရအမင်းရှိခဲ့သောချင်းမွန်ရရစ်တော်ပူဇော်ခြင်းတွင်ပါဝင်ခြင်းဖြင့်တပည့်တော်၌ချစ်ချင်းမေတ္တာတူပွားစေတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုအမည်ပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ဖျားသခင်နေတင်လုံး၌ရှိပါစေနန္ဒတဂရောနဲ့ပြီးဆုံးတော်မူထသောခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဖျားသည်တင်တို့ကိုကောင်းစေပေးတော်မူပါစေတော်အာမင်မိစ္ဆာပူဇော်ခြင်းပြပါပြီဖျားရှင်နာစေခံရန်တွားကြလောဖျားခင်အားကျေးဇူးတင်ပါသည်ကျွန်တော်အလုံးခဏလေးထိုင်ရအောင်ကျွန်တော်ဆက်လက်ပြီးတော့မှကျွန်တော်ရဲ့တာဝန်ခံဖာရာရောဘတ်ရဲ့73နှစ်ပြည့်ဂုဏ်ပြုပွဲအစီအစဉ်ကိုကျွန်တော်ခုချိန်မှာကျွန်တော်တို့စတင်မှာဖြစ်ပါတယ်ကျွန်တော်ဘာလို့သူများအားလုံးအကလုံးပါဝင်ပြီးတော့မှပဲကျွန်တော်ပြန်ကြပါစို့လို့အားလုံးမေတ္တာရက်ခံလိုပါတယ်ကျွန်တော်အစီအစဉ်အတူလေးပေါ့နော်ကျွန်တော်နဲ့ကျွန်တော်ရဲ့ Father ကိုဂုဏ်ပြုချင်ပါတယ်။နောက်ပထမဆုံးကျွန်တော်ရဲ့ Father Robert နေရာအရှိကိုနေရာယူပေးဖို့ရအတွက် Father ကိုရှောက်တင်လိုပါတယ်ဗျာ။
ကျွန်တော်ဆက်လက်ပြီးတော့မှကျွန်တော်ဖာရာကိုလက်ခုပ်နောက်တစ်ချိန်နဲ့ကျွန်တော်တို့ကြိုးဆိုကြရအောင်ကျွန်တော်ရဲ့ Fara နေရာယူပြီးတဲ့နောက်မှာကျွန်တော်တို့ရဲ့MCLC ကျောင်းသားကျောင်းသူများမှာ Fara ကိုဂုဏ်ပြုဖို့ရအတွက်တခြင်းတစ်ပုဒ်နဲ့ဂုဏ်ပြုဖို့အတီးဆိုဖို့ရအတွက်ကျောင်းသူကျောင်းသားများကိုဖိတ်ခေါ်ချင်ပါတယ်โอเคကျွန်တော်ဆက်အခြေအနေကြောင်းပေါ့နော်ကျွန်တော်အစနဲ့ပြန်ဆိုမယ်
ဂုဏ်ပြုသခြင်းနဲ့ဂုဏ်ပြုပေးပါတော့ကျွန်တော် MCLC ကျောင်းမှာသမီးငယ်လေး2ယောက်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဖျားသခင်ပို၍ကောင်းချီးပေးပါစေကျွန်တော်ဆက်လက်ပြီးတော့မှကျွန်တော်ရဲ့ Father Robert ကို7နှစ်ပြည့်ဂုဏ်ပြုပွဲအစီအစဉ်မှာဂုဏ်ပြုစကားပြောကြားပေးဖို့ရအတွက်ကျွန်တော်ရဲ့ MCCM တာဝန်ခံဓမ္မဆရာဖြစ်တဲ့ဆရာရေမန်ကိုဖိတ်ခေါ်လိုပါတယ်ခင်ဗျာလက်ခုပ်နဲ့ကျွန်တော်ကြိုဆိုရအောင်ဥစွာပထမဖျားရှင်ကိုကျေးဇူးတင်ပါတယ်ပြီးတော့ဒုတိယအနေနဲ့ဖုံရဲ့မိဘနှစ်ပါးကိုကျွန်တော်တို့ဘာသာဝင်အားလုံးကိုစားကျေးဇူးတင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့မိဘနှစ်ပါးရည်ရောမှုကြောင့်ကျွန်တော်တို့ယဟန်တပါးရရှိလာတာဖြစ်ပါတယ်ပြီးတော့တတိယအနေနဲ့သာသနာပိုင်ဆရာတော်ဘုရားကိုလည်းကျေးဇူးတင်ပါတယ်ဆိုတာဒီနေ့အားနေလျှောက်ထားလိုပါတယ်ဘာဖြစ်လို့လဲဆိုတော့သာသနာပိုင်ဆရာတော်ဘုရားစီလွတ်ပြီးမှုကြောင့်ကျွန်တော်တို့မလေးရှားရောက်နေတဲ့သားသမီးတွေရဲ့အဓိကဝိညာဉ်ရေးလိုအပ်ချက်အပြင်ကာယရောဖြည့်ဆည်းပြီးဖို့အတွက်ဆရာတော်ဘုရားရဲ့သာသနာရဲ့ပေါ့နော်စီလွတ်ကြည်ပြီးချင်းကြောင့်ဖြစ်ပါတယ်ဆိုတာတပည့်တော်တို့ဒီနေ့ကျေးဇူးတင်စကားအနေနဲ့ပြောကြားချင်ပါတယ်ပြီးတော့ဒီနေရာမှာဖုံဖုံဘုရားကိုယ်တိုင်စန္ဒဘုရားသခင်လူတော်ကိုနော်လက်ခံပြီးတော့ဒီမှာသာသမီတွေဘုအတွက်ပေါ့နော်ရောက်ရှိလာပြီးတော့ဒုက္ခအခက်ခဲအများကြီးသူကဒီနေရာကိုရောက်ရှိလာတဲ့အချိန်မှာအခက်ခဲအများကြီးပေါ့နော်ကျွန်တော်တို့ကိုမပြောပြတဲ့ဟာတွေလည်းရှိတယ်ကျွန်တော်တို့သိရတဲ့ဟာတွေလည်းရှိတယ်ပြပြမဲ့မကူညီနိုင်တဲ့အပိုင်းတွေလည်းအများကြီးရှိတယ်ဒီဟာတွေကိုမြုပ်သိပ်ပြီးတော့ပေါ့နော်ဘုရားသခင်နိုင်ငံတော်အတွက်ဒီမှာရှိတဲ့သာသမီတွေရဲ့ဝိညာဉ်ရေးအတွက်ပေါ့နော်စွန့်စားပြီးတော့ခဏထိကျွန်တော်မမာဘူးဆိုရင်စနေနေ့ပါလောက်ဒီမှာအမှုတော်ဆောင်ခဲ့ပါတယ်ဒီချိန်မှာကျွန်တော်တို့ပို့ပြီးတော့ဘုရားသခင်ကြီးစုတင်တယ်လို့ဖုံအတွက်လည်းဆက်လက်ပြီးတော့အထူးဆုတောင်းပေးရမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဒီနေရာမှာ Sacramento တပည့်တော်ပါဝင်ပေါ့နော်လက်ထပ်ချင်း Sacramento ရောစီဂျိုချင်းခုနဟာဒီစီဂျိုချင်းပြီးတော့ Sacramento တခြားကျွန်တော်တို့မှာတက်တာမှာ Catholic တဲ့တော်မှာအထူးလိုအပ်တဲ့ဟာဒီအများကြီးဖုံအားဖြင့်ကျွန်တော်တို့ကျေးဇူးတော်အများကြီးခံစားရရှိခဲ့တာဖြစ်ပါတယ်ပြီးတော့ဒီအပြင်ပညာရေးအတွက်ပါနော်ကျွန်တော်တို့ MCLC လဲအမေရန်ပေါ့နော်စွန်တမန်တူဦးဆောင်ပြီးနေတယ်ပြီးတော့ကျွန်တော်တို့နာရေးမှာလဲပေါ့နော်ကိုနေပေးခဲ့တယ်ဒါကြောင့်ဆက်လက်ပြီးတော့ဖုံတက်ဆုံးထိဖျားခဲ့အမှုတော်ကိုဆရာတက်တန်စွာနဲ့ကျမ်းမာစွာနဲ့ပေါ့နော်ဆက်လက်အစီခိုင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ဘက်သာသမီဘက်မှာအောင်ပြီးဖို့တာဝန်ရှိတယ်ဆိုတာပြောကြရင်ဖုံဘုရားပေါ်မှာထူးကျေးဇူးတင်လက်ဖျားခင်ဆက်လက်ပြီးတော့ကောင်းချီးပြီးအသုံးပြုပါစီလို့နောက်ဆုံးဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခုလိုမျိုးဖာရာကိုကွန်ပျူတာနဲ့ပြောကြားပြီးတော့ MCCM တာဝန်ခံဓမ္မဆရာဆရာရေမွန်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဖျားရှင်တာ၍ကောင်းချီးပေးပြီးကောင်းချီးအဖျက်ဖျားခံစားရပါစေကြောင်းဆုတောင်းပေးပါရခင်ဗျာကျွန်တော်ဆက်လက်ပြီးတော့မှအစီအစဉ်လေးအရာကျွန်တော်တို့ဖုံကိုဂုံပြုတ်ခြင်းနဲ့အတူကျွန်တော်တို့ဂုံပြုတ်လက်ဆောင်ကိုပေးအပ်ဖို့ရန်အတွက်ကျွန်တော်တို့အချိန်ဖြစ်ပါတယ်အကြောင်းလို့ကျွန်တော်ပထမဦးဆုံးအနေနဲ့ MCCM ကနေစတင်ပြီးတော့မှဖုံကိုဂုံပြုတ်လက်ဆောင်ပေးအပ်ဖို့ရန်အတွက် MCCM တာဝန်ရှိသူများကိုလေးစားစွာနဲ့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျွန်တော် MCCM လက်ဆောင်ဂုံပြုတ်လက်ဆောင်ပေးပြီးတဲ့နောက်မှာကျွန်တော် community အသီးသီးမှဆက်လက်ပြီးတော့မှဖာရာကိုကျွန်တော်ဂုံပြုတ်လက်ဆောင်ပေးရမှာဖြစ်ပါတယ်
ကျွန်တော် MCCM ရပြီးတဲ့အချိန်မှာကျွန်တော်ရဲ့ဓမ္မဆရာများပြီးလို့ရှိရင်တစ်ဆက်တည်းမှာပါကျွန်တော်ပါရာဒူရီအနောက်ကနေလိုက်ပြီးတော့မှကျွန်တော်ဖာရာကိုကွန်ပျူတာဆောင်ပေးရဖို့ရအတွက်အားလုံးကိုပန်ကြားလိုပါတယ်ကျွန်တော် MCCM ကနေစတင်ပြီးတော့မှကျွန်တော်ဖာရာကိုကွန်ပျူတာဆောင်ပေးရဖို့အချိန်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်လက်ခုပ် over နဲ့ကျွန်တော်ကွန်ပျူတာရအောင်ကျွန်တော်ဖာရာပြီးတဲ့နောက်မှာ community MCCM ပြီးတဲ့နောက်မှာကျွန်တော် community အတီးတီးမှဆက်လက်ပြီးတော့မှကွန်ပျူတာဆောင်ချင်းမြင့်ဖို့အချိန်ဖြစ်ပါတယ်ခင်ဗျာ community အတီးတီးမှပြီးသွားတဲ့အချိန်မှာဓမ္မဆရာများပြီးတဲ့အချိန်မှာကျွန်တော်တို့ဘာသာသူများလည်းတစ်ဆက်တည်းနေရာယူပေးဖို့ရအတွက်ဖိတ်ကြားလိုပါတယ်ခင်ဗျာသူချင်းစီပြင်ပါတယ်ညာလည်းပဲကျွန်တော်လက်ဆောင်ပေးလို့ရပါပြီကျွန်တော်လက်ဆောင်ချင်းမြင့်နေတဲ့အချိန်မှာကျွန်တော်ရဲ့ဆရာမကနေပြီးတော့ဘာသာကိုကွန်ပျူတာချင်းနဲ့ဆက်လက်ပြီးတော့မှကွန်ပျူတာမှာဖြစ်ပါတယ်ခင်ဗျာMama
ပြီးတဲ့ကျွန်ုပ်ရဲ့တတာကိုကျေးဇူးတင်ပါတယ်ခုလိုမျိုးဂုံပြုတဲ့ချင်းတဲ့တကွာပါဝင်ပေးတဲ့ဆရာမရဲ့ဂုံပြုလက်ဆောင်များကိုချီးမြှင့်ပေးသွားတော့ MCCM တာဝန်ရှိသူများဥက္ကဋ္ဌများနဲ့ community အသီးသီးမှ community ကောင်းဆောင်များဓမ္မဆရာများအရောက်စီတိုင်းဖော်ရာကိုဂုံပြုပေးသွားတော့ဘာသာသူများအားလုံးအပေါ်ဖျားရှင်တာရွေးပေးပါများအကြောင်းဆုတောင်းပေးပါတယ်ဖျားရှင်ဓမ္မကြီးတော်များခံစားရကြပါစေကျွန်တော်သက်သက်မှာပဲကျွန်တော်တို့ရဲ့ကျေးဇူးရှင်ဖုံဖုံကနေပြီးတော့မှဘာသာသူများကိုအနေငယ်အမှားစကားပြောကြဖို့အချိန်ဖြစ်ပါတယ်တို့ဖြစ်ပါ၍ကျွန်တော်ဖုံဖုံဟာအမှားစကားပြောကြပေးပါရွာလေးစားစွာဖြင့်လျှောက်ထားအပ်ပါတယ်ဗျာဒီတကယ်တိတ်ခါတင်တာနိုဝင်ဘာလ14ရက်နေ့ပေါ့နော်တပတ်ခါဖြစ်မှာပေါ့ကျွန်တော်တို့ဒီအနည်းဆုံးတနင်္ဂနွေနေ့မှာဂောပကလူကြီးများဓမ္မဆရာများကနေပြီးတော့မှစီစဉ်ပြီးတော့ဒီလိုမျိုးကျင်းပပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ခုနဆရာမွန်ပြောသလိုပေါ့နော်ဘုရားကိုကျေးဇူးတင်ပဲလေပြီးလို့ရှိရင်ကိုယ့်ရဲ့မိဘကိုယ့်ရဲ့ညီကိုမောင်နှမနောက်ပြီးတော့ကိုယ့်ကိုတိတ်ခါတင်ပေးတဲ့ဆရာတော်ကြီးပြီးလို့ရှိရင်ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ဘုန်းကြီးတွေဆိုတော့ဒီမှာဆိုလဲ Father Andrew သူလည်းကျေးဇူးစင်တပါပဲသူစီမလည်းတောက်ကြခဲ့ဖူးတယ်နော်တွေ့ကြုံနေအများကြီးရခဲ့တယ်အဲ့လိုမျိုးပေါ့ဆိုတော့ဒီကိုနဲ့လှုပ်ဖော်ကိုင်ဖက်ဒီဝိညာဉ်ရေးမှာပေါ့နော်ဘုန်းကြီးတွေနောက်ပြီးတော့အခုဒီမှာလက်ရှိဆိုလို့ရှိရင်ဓမ္မဆရာတွေနောက်ပြီးတော့ community leader တွေပေါ့နော်အများကြီးကျေးဇူးတင်တယ်ဒီ73နှစ်ပေါ့နော်တိတ်ခါတင်တာအခုဆိုလို့ရှိရင်73နှစ်ထဲရောက်နေပြီပေါ့နော်ဆိုတော့ဒီတည်တဲ့အထိပေါ့နော်ဆိုတော့ဒီ Sacramento တပါးပါဆိုတာကကျွန်တော်တို့တေမတကယ်ကိုအောင်မြင်တာလေနော်ဆိုတော့ဒီအများကြီးဖြတ်လျှောက်စရာတွေအများကြီးရှိသေးတယ်ဆိုတော့ဘာသာသူများရဲ့ဆုတောင်းကူငယ်ပံ့ပိုးပေးမှုကအရန်ရေးကြီးတယ်နော်ကိုရိုင်းလဲတနိုင်တလောက်ကျူးစားတယ်လို့ဘာသာသူများရဲ့ပံ့ပိုးကူငယ်မှုကအများကြီးအရေးကြီးတယ်ဆက်လက်ပြီးတော့မှတင်တို့စကတဲ့ကဆုတောင်းပေးတယ်လို့မျိုးဆက်လက်ပြီးတော့မှဆုတောင်းပေးကြပါလို့နော်ပြီးတော့အားလုံးကိုပေါ့နော်လာနိုင်တဲ့သူရောမလာနိုင်တဲ့သူရောအားလုံးပေါ့နော်ဘာသာသူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်လို့နော်နောက်ဆုံးအနေနဲ့ပြောလိုပါတယ်ကျေးဇူးပါကျွန်တော်တို့ဘာသာသူများကိုအမှားစကားဝေချပေးတဲ့ဖုံဖုံကိုအထူးပဲကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဆက်လက်ပြီးတော့မှကြော်ညာဆရာလေးတစ်ခုပေါ့နော်ကျွန်တော်တို့ရဲ့ဖာရာဖုံဖုံရဲ့73နှစ်ပြည့်ကျွန်တော်တို့73နှစ်ဝါတော်ပြည့်ပေါ့နော်အဲ့ဒါအခမ်းအနားကိုကျွန်တော်တို့18ရက်နေ့ Sacred Heart ဖျားเจ้าမှာညနေ8နာရီမှာဆက်ပြီးတော့မှပြင်ဆင်ထားပါတယ်လို့ကျွန်တော်ဘာသာသူများအားလုံးစူးစမ်းပြီးတော့မှကျွန်တော်လာရောက်ပြီးတော့မှဂုဏ်ပြုပေးဖို့လဲတစ်ဆက်တည်းအားလုံးကိုဖိတ်ခေါ်လိုပါတယ် Sacred Heart ဖျားเจ้าညနေ8နာရီကျွန်တော်မသိရလို့နေရာမသိတဲ့လူကြတော့ကျွန်တော် MCLC ကျောင်းမှာကျွန်တော်တို့8နိုင်မထိုးခင်ပေါ့နော်အဲ့မှာကျွန်တော်တို့အမှစုံပြီးတော့မှအတူတကွသွားရအောင်လို့အားလုံးကိုဖိတ်ကြားလိုပါတယ်ကျွန်တော်ရဲ့ Father ကိုကျွန်တော်တို့ဂုဏ်ပြုတဲ့အခမ်းအနားဆိုလို့ရှိရင်ကျွန်တော်ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်ဆက်လက်ပြီးတော့အပိတ်ဆူတောင်းပြီးတော့မှကျွန်တော်တို့ဆက်လက်ပြီးတော့မှအိမ်ကိုထွက်ခွာလို့ရပါပြီတို့သူထုတ်ကြအောင်။အိုယေရှုရဲ့နှလုံးတော်နာတော်မူပါ။အိုယေရှုရဲ့နှလုံးတော်မူပါ။အိုယေရှုရဲ့နှလုံးတော်ကျွန်တော်တို့ကိုသနာတော်မူပါ။ဖျားရှင်ကအမိန်တော်ရှိ၍ကျွန်တော်တို့ကိုဆောင်တော်တကြကျွန်တော်တို့ဟာနေညမပြတ်ဆုံးမသွန်သင်ကြည်ရှုဆောင်မတော်မူပါ။အာမင်။ခမဲတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်နာမတော်မြတ်။အာမင်။ကျွန်တော်ဓမ္မဆရာတွေနဲ့ဖာရာနဲ့တို့တပ်ပုံအရင်ဆုံးရအောင်
စီချိုချင်းခံမဲ့လူတွေအရင်ရိုက်လိုက်နော်သူတို့ဓမ္မဆရာတွေခဏဆုံးကျေးဇူးပြည့်စီချိုချင်းခံတဲ့လူတွေ